ရှုစနာပလာသာရှိကမအူကုန်းလမ်းကျဲထဲမှာထမင်းတော်ဆောင်မယ်လိုက်ကြည့်ပေးကြအောင်နော်ကျမတို့လာစားတဲ့ဆိုင်နာမည်လေးကတော့မိဘမြတ်တာပါဒီဆိုင်မှာကအမဲနဲ့ပတ်သက်တာစိတ်နဲ့ပတ်သက်တာအစုံရပါတယ်နွားမီး2လေးက9000ရှဲတကောင်ကျောက6000စိတ်ပေးက3000ချာပါတီနဲ့နန်းများကတော့တစ်ချက်ကို900ပါဒါကတော့ကျမတို့မှာရတဲ့ဟင်းဘိုးလေးပါအားလုံးပေါင်းမှ1600လောက်ပဲကြပါတယ်ဈေးတန်ပြီးစားကောင်းတဲ့ဆိုင်လေးကိုဒီဆိုင်လေးမှာတော့စားကြည့်ဖို့ကျမကတော့ recommend ပေးပါတယ်ဟင်းပွဲလေးနဲ့ဈေးလေးနဲ့တွဲရတာကိုလည်းသဘောကျပါတယ်ကျဥပူတင်းနဲ့စားချင်လို့ပါဆယ်ဝယ်ခဲ့ပါသေးတယ်ဒီဆိုင်မှာကပူတင်းလေးတွေကတပူးကို3000ပါကမင်းရွှေကြီးနဲ့ရိုးရိုးရွှေကြီးကတော့တထုံးကို900ပါကျမကပူတင်းနဲ့ကောင်းမင်းရွှေကြီး2မျိုးပဲဝယ်တာပါအဲ့ဒါကိုဒီဆိုင်ရဲ့အန်တီကအရင်သဘောကောင်းပါတယ်ရွှေကြီးကမီးဖို့လက်ဆောင်ထည့်ပေးလိုက်ပါလေလာဝယ်ရတော့တမယာတိတက်နဲ့ပဲဒါပေမဲ့ဒီဆိုင်ရဲ့ဟင်းလေးတွေကအမြင်နဲ့အရင်စားချင်စရာဖြစ်နေလို့ညနေစာအတွက်ပါဆယ်ဝယ်ခဲ့ပါသေးတယ်ဟင်းပွဲလေးတွေကဈေးလဲချိုတယ်လို့ပိုးရှင်းလဲများပါတယ်ဒီဟင်းဆိုင်လေးရဲ့နာမည်ကစေတနာထမင်းဆိုင်ပါသူကမအူကုန်းလမ်းကျဲတဲ့ကနေဝင်လာလို့ရှိရင်134လမ်းထိမှာတွန်းလှဲလေးနဲ့ရောင်းတာပါဟင်းဆိုင်ကအမကအရင်ပဲသဘောကောင်းပါတယ်စားကျင်တာတွေလည်းပါဆယ်ဝယ်ပြီးပြီဆိုတော့အခုတော့ပြန်ပါတော့မယ်အများကြီးတစ်နက်လေးကတော့တစ်ထုပ်ကို1000ပါနှစ်ထုပ်ဝယ်ခဲ့ပါတယ်ဒါကတော့2000ပို့ပါစေတနာဒီမင်းဆိုင်ကပါဆယ်ဝယ်ခဲ့တဲ့အမဲနဲ့ဟင်းလေးကတကွဲကိုတော့6000ပါနှစ်တုံးပါပါတယ်မဲသားလေးကလည်းနူးအီပြီးအရင်စားကောင်းနေရှင်ဒီဟင်းလေးကလည်းအမဲသားလုံးကျော်ပါတပွဲကို3500ပါနှလုံးပါပါတယ်တစ်လုံးကိုလည်းအကြီးပါပဲเนาะအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါเนาะနောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ